Chelsea အသင်းဟာလာမယ့် transfer window မှာလူငယ်ကျယ်ပွင့်9ယောက်ကိုခေါ်ယူနိုင်ဖို့စောင့်ကြည့်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ပထမဆုံးက A အချက်သင်းရဲ့တောင်ပန်ကစားသမား Mika Kops ဖြစ်ပါတယ်အရှိန်အဟုန်ကောင်းပြီးတယောက်ချင်းကြော်ဖြတ်နိုင်စွမ်းမြင့်မားတဲ့ကစားသမားပါ I'm still learning, I'm still searching, finally earning something, finally turning something called a profit. If I hear you talking shit, don't get caught in it. I'll be popping off and hit your ass, dropping all your shit. Yeah, I promise this. ဒုတိယကယူပင်တက်ရဲ့လူငယ်ကျယ်ပွင့်ကီနန်ယီနီစ်ဖြစ်ပါတယ် Conscious bitch, that's the ဂိုးသွင်းနိုင်စွမ်းဖန်တီးနိုင်စွမ်းနှစ်မျိုးလုံးရှိတဲ့အရေးသွေးမြင့်တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ပါတယ် and I'm gone. It's just a matter of time before I'm over the climb and moving under my prime. Just quit my 9 to 5. I'm rocking and they watching, cause it's shocking. Dropping. တတိယက Sporting CP မှာကစားနေတဲ့ Giro Van de Quinta ဖြစ်ပါတယ် Time to live, not die. Chelsea နဲ့အပြောင်းရွှေ့သတင်းတွေအများကြီးထွက်ခဲ့ပြီးပရိသတ်တွေမျှော်လင့်နေတဲ့ထောင်တစ်ယောက်ပါ Yeah, let's go. စတုထက Club Brugge ရဲ့နောက်ခံလူဂျိုးအော်ဒိုနဲ့ဖြစ်ပါတယ် I swear to God, I'll get it, bro. အသက်ငယ်ပေမဲ့ခံစစ်ပိုင်းမှာတည်ငြိမ်ပြီးအနာဂတ်အတွက်အလားအလာကောင်းတဲ့ center back တစ်ယောက်လို့သတ်မှတ်ခံထားရပါတယ် Man, I got it. I will not quit, I'm on it. Never profit. Got the block lit, I'm toxic. Spitting logic, make them nauseous, honest. နောက်ဆုံးကတော့ Chima Andres ဖြစ်ပါတယ် I'm the hardest. Knock, knock, bitch. What? ကွင်းလယ်ပိုင်းမှာကစားနိုင်တဲ့လူငယ်ကစားသမားဖြစ်ပြီး Chelsea ရဲ့လူငယ်စီမံကိန်းနဲ့ကိုက်ညီတဲ့ profile တစ်ခုပိုင်ဆိုင်ထားပါတယ် I think I'm motherfucking lost it. Back, better back, make it back. ဒီကစားသမား9ယောက်ထဲကဘယ်သူကို Chelsea အသင်းစီရောက်လာစေချင်တဲ့ comment မှာပြောခဲ့ပါဦး